Pixel Craft Studio Channel နဲ့ကြိုဆိုပါရစေ။ကျွန်တော်ကတော့ Creator ဖြစ်ပါတယ်။ဒီနေ့မှာတော့ထွေထူးပြောမှတော့မဟုတ်ပါဘူး။ကျွန်တော်ရဲ့ Face Review အကြောင်းပြောမှာပါ။ Face Review ကိုဘာလို့လုပ်ရလဲဆိုလို့ရှိရင်နောက်လာမယ့်ဗီဒီယိုတွေမှာ Content Creator လောက်မှဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ပြီးတော့ Video Editing version တွေလောက်မှမဟုတ်တော့ဘူး။ဆိုတော့ Editing တော့ပါတယ်။ဒါပေမဲ့ Fully Editing တော့မဟုတ်တော့ဘူး။ဆိုတော့ကျွန်တော်ဒီလို Face Review နဲ့နောက်လာမယ့် knowledge sharing တွေ business fact တွေအကုန်လုံး tutorial အစအကုန်လုံးကိုကျွန်တော် face နဲ့ပြောပြမှာဖြစ်ပါတယ်။နားလည်လွယ်အောင်လဲကျွန်တော် tutorial အများဆုံးလုပ်မဲ့ channel ကတော့ဒီ Pixel Craft Studio Channel မှာလုပ်မှာပါ။ Digital Product Sharing မှာဆိုလို့ရှိရင်ဒီ Pixel Craft Studio Channel ရဲ့ video အပိုင်းစာလေးတွေသို့မဟုတ်အပိုင်းလေးနဲ့ပေါ့နော်အဲ့ puff လေးနဲ့ခွဲပြီးတော့တင်မှာပါ။ဒါကတော့ကျွန်တော်ကြော်ညာတာဖြစ်ပါတယ်။ Digital Product Sharing မှာ knowledge sharing tip တွေနဲ့ fact တွေကိုတင်မှာပါ။ဒီ Pixel Craft Studio Channel မှာတော့ tutorial နဲ့ကျန်တဲ့ editing tutorial တို့စားတဲ့ tutorial တွေအကုန်လုံးကိုတင်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အားပေးနေတဲ့လူတစ်ယောက်ချင်းစီကိုကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်